အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ mate ဆိုတဲ့စကားလုံးလေးကိုအနောက်က proposition လေးတွေနဲ့အဓိပ္ပာယ်ပေါ့နော်ဘလို့ကွာတယ်လဲဆိုတာကို sentence လေးတွေနဲ့ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ရွေးချယ်ထားတဲ့စကားလုံးလေးကတော့၄လုံးပေါ့နော်အဲ့ဒါကတော့ made in ရဲ့နောက်တစ်ခုက made from ရဲ့နောက်တစ်ခုကတော့ made of နဲ့ made with ပါအဲ့စကားလုံးလေးလုံးလေးကိုအဓိပ္ပာယ်လေးတည်တဲ့ sentence လေးတွေလည်းရေးနိုင်တယ်ဆိုလို့ရှိရင် comment မှာလည်းရေးပြကြပါအောင်အဲ့တော့အခုစပြီးပြောပါမယ် made from နဲ့ made in မှာအဲ့နှစ်ခုပါရောတတ်ပါတယ်အဲ့တော့ made from ကဘယ်လိုအဓိပ္ပာယ်ရှိသလဲဆိုတာကို sentence လေးလည်းပြောပြပါမယ်အဲ့တော့ made from ကကြတော့ဘာလဲဆိုတော့ဒီမူရင်းပစ္စည်းတစ်ခုကလုံးဝပျောက်သွားတယ်ဆိုလို့ရှိရင် made from နဲ့သုံးပါတယ်ဥပမာဆိုလို့ရှိရင်ဖန်ဆိုလို့ရှိရင်ဘယ်ရတယ်လဲဆိုရင်သဲကနေရတယ်အဲ့တော့သဲဆိုတာကြီးကိုမမြင်ရတော့ဖန်ပဲမြင်ရတယ်ပေါ့နော်အဲ့ဒါဆိုရှင်သဲဆိုတဲ့ဂုဏ်သတိပေါ့နော်ဒီ original material ကြီးကလုံးဝပြောင်းလဲသွားတယ်ဆိုလို့ရှိရင် made from နဲ့သုံးပါတယ်အဲ့ဒါကြောင့်မလို့ glass is made from sand သဲကနေလောက်ပါတယ်လို့ပြောပါတယ်နောက်တစ်ခုကဆိုရှင် plastic တွေဆိုလို့ရှင်ဘယ်ရတယ်လဲဆိုလို့ရှင် oil စီကနေပါဟုတ်ပါတယ်အဲ့ဒါဆိုလို့ရှင် sentence လေးရေးကြည့်ရအောင်အဲ့တော့ plastic is made from oil စီကနေရပါတယ်လို့ပြောပါတယ်နောက်တစ်ခုက made in မှာ made in ကကြတော့ဗာလဲဆိုတော့အနောက်မှာ country ပါပါတယ်အဲ့လားဆိုလို့ရှိရင်အဲ့ဒီနိုင်ငံမှာထုတ်လုပ်တယ်အဲ့ဒီနိုင်ငံနေပြုလုပ်တယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ made in ဆိုတဲ့စကားလုံးလေးကိုcountry နဲ့မမေ့ချင်ဘူးဆိုရင်တမ်မီလိုဘာတို့ရဲ့တခြင်းလေးကိုမှတ်ထားပါအဲ့လားဗာလဲဆိုတော့ made in the USA ပေါ့နော်သူကတော့သူ့ရဲ့တခြင်းကတော့ဘာလဲဆိုတော့ our life was made in the USA လို့သုံးထားပါတယ်သူတို့ရဲ့အချက်ကတော့ USA တုပ်ပေါ့နော်အဓိကလို့တိတ်ဘာသာပြန်လိုက်မယ်ဆိုတော့သူတို့ရဲ့အချက်က USA တုပ်ကြီးလို့ပြောတာပေါ့နော်အဲ့လိုဖြစ်သွားတာမမေ့စေချင်တာကတော့ made in ရဲ့နောက်မှာ country ဒါပေမဲ့အဲ့တခြင်းလေးကိုပေါ့နော်သူကတင်စားထားတာဖြစ်တဲ့အတွက်ကိုကလည်းတခြင်းလို့ပေါ့နော်လိုက်ပြီးဘာသာပြန်မယ်ဆိုသူတို့ရဲ့အချက်ကအရန်ကိုခိုင်ခန့်တယ်အရေးသွေးပြေးသွားတယ်ပေါ့နော်ဒါကြောင့်မလို့သူတို့ရဲ့အချက်ကပျောက်ပြတ်သွားမှာမဟုတ်ဘူးအဲ့လိုမျိုးလေးကိုပြောထားပါအဲ့တော့အခုဒီမှာနမူနာ sentence လေးနဲ့ရေးကြည့်ရအောင်အဲ့တော့ငါရဲ့ဖုန်းကထိုင်းနိုင်ငံတော့ဆိုလို့ရှိရင် my phone is made in Thailand အဲ့ဒါမျိုးပါခုအဲ့တော့နိုင်ငံကြီးကြောင်းပြောတဲ့အခါမှာနောက်ထပ်ပေါ့နော်နိုင်ငံကြီးရေးတဲ့အခါမှာမမားစီခြင်းလို့ပါဒဲထည့်ရတဲ့နိုင်ငံလေးတွေရှိပါတယ်အဲ့လားတော့ USA နဲ့ UK ပါခုနောက်ကလည်းပြောလိုက်ပါတယ် our love is made in the USA လို့သုံးပါတယ်အဲ့တော့ဥပမာ UK ဆိုလို့ရှိရင်လည်းဒီ UK ဖြစ်ရပါမယ်ဥပမာဆိုရင်ငါရဲ့လွယ်အိတ်က UK တော့ဆိုလို့ရှိရင် my handbag is made in the UK လို့သုံးပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင် made of နဲ့ made with လေးပါအဲ့တော့ made of ကကြတော့ဘာလဲဆိုလို့ရှိရင် materials တွေ objects တွေမှာသုံးပါတယ်အဲ့တော့ဥပမာဆိုရှင်ငါရဲ့အိမ်ကဆိုရင်အုံးနဲ့ဆောက်ထားတာဆိုလို့ရှိရင် my house is made of bricks အဲ့လိုမျိုးသုံးပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်ငါရဲ့အိမ်ကတစ်သားနဲ့ဆောက်ထားတယ်ဆိုလို့ရှိရင် my house is made of wood တစ်သားနဲ့ဆောက်ထားတယ်အဲ့လိုမျိုးလေးပြောပါတယ်နောက်ဆုံးတစ်ခုကတော့ made with ပါ made with ကကြတော့with ဆိုတဲ့အတိုင်းရောသွားပြီပေါ့နော်ရောနှောထားတဲ့ဟာမျိုးမှာဆိုလို့ရှိရင်တော့ made with နဲ့သုံးပါတယ်ဥပမာသူကကြတော့ဘယ်လိုလဲဆိုရှင် cosmetic တွေနောက်တစ်ခါအစားအသောက်တွေမှာဆိုရင် made with ကိုသုံးကြတယ်အဲ့လိုမျိုးခုနက made of နဲ့ကလည်း made of ကကြတော့လုံးဝဒီသူ့ရဲ့မူရင်းရည်သွေးကမပြောင်းလဲသွားဘူးဒါနဲ့ပဲပြုလုပ်ထားတာမျိုးဟုတ်ပြီနော်အဲ့တော့ခုဒီ made with ကကြတော့ရောနှောထားတယ်ဥပမာဆိုရင်ဒီစုပ်ပြုတ်ကစက်သားနဲ့ချက်ထားတာဆိုလို့ရှိရင် this soup is made with chicken အဲ့လိုမျိုးသုံးပါတယ်နောက်တစ်ခုကဆိုရှင် cosmetic တွေမှာဆိုလို့ရှိရင်မရှင်တဘာဝဆေးဘက်ဝင်ပစ္စည်းတွေနဲ့ပြုလုပ်ထားတယ်ဒါမှမဟုတ်ရင်စိမ့်နိုးတွေဘာတွေအဲ့လိုမျိုးလာရယ်เนาะစိမ့်နိုးတွေဘာတွေနဲ့ပြုလုပ်ထားပါတယ်ဆိုလို့ရှိရင် made with ပါအဲ့တော့ cosmetic is made with natural herbs ပေါ့เนาะဒီတဘာဝဆေးဘက်ဝင်ပစ္စည်းတွေနဲ့ဒီ cosmetic ကိုပြုလုပ်ထားတာပါအဲ့လိုမျိုးလေးကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီစကားလုံးလေးလုံးလေးကိုရမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပြီးအတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ဒီစကားလုံးလေးလုံးလေးနဲ့ကိုယ့်ရဲ့ sentence လေးတွေပြောချင်နေရေးချင်နေဆိုရင်လည်း comment မှာရေးပေးပါအောင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်